မင်္ဂလာပါအဖြစ်လို့ဆိုင်ငယ်နဲ့ပို့တာလဲဆိုတော့ကျွန်တော်ကာမူးလို့ပါကာမစီဘူးနော်ကာစီရင်အသိငငယ်ကနေအခုထိမူးနေတယ်ဝင်ဆိုင်ငယ်နဲ့ဘာဖြစ်လို့ပို့လဲဆိုတော့ကျွန်တော်ထိုင်တက်ကစားဆိုရင်ကာစီတာကြားတယ်လေကာမူးရကာတက်ရင်အားကောင်းတယ်ကျွန်တော်စိတ်ထဲမှာလမ်းဆောက်သွားလိုက်ရင်အရန်ကောင်းပါပဲပြီးတော့ကွာဆိုင်ငယ်နဲ့ပို့ပေးတဲ့ကယ်လီတွေရှိရင်တော့ကောင်းပါပဲဘယ်လောက်ပေးရပေးရှိရင်တော့သိကောင်းပါပဲအဲ့လိုမျိုးတွေးဦးတယ်ထိုင်တက်ကစားဆိုရင်ကာမူးတဲ့သူတွေပဲသိတယ်နော်ဘယ်လောက်ထိအားကောင်းတယ်ဘယ်လောက်ထိကျန်းလဲဆိုတော့ကာမူးတဲ့သူတွေအားကြောင့်ဆိုင်ငယ်နဲ့ပို့ပေးခြင်းဘယ်လောက်ဝေးပေါ့ထိုင်တဲ့ကနေရာအနှံ့ပဲထိုင်စကားမတတ်တဲ့သူတွေကာမူးတဲ့သူတွေဝန်ဆောင်မှုပေးပါတယ်လို့အားကိုးလို့ရပါတယ်ယုံကြည်စိတ်ချပါတော့ဈေးကတော့သူ့နေရာနဲ့သူပေါ့သွားကြိုရတာနည်းနည်းဝင်းတော့စေးတစ်မျိုးပေါ့ဟိုလာမေးလို့ရပါတယ်စေးတိတ်မကြည့်ဘူးနော်တအားမယူဘူးအဆင်ပြေသလောက်ပဲလာညှိလို့ရဟိုညီလေးတို့ဖက်ကလည်းအဆင်ပြေစေရမယ်ကိုဘက်မှာလည်းအဆင်ပြေစေရမယ်နှစ်ဖက်လုံးမတိခတ်ဘူးလေအဲ့လိုမျိုးစေးလာညုံနိုင်လို့ရပါတယ်နော်โอเคအားလုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်